皆さんこんにちは。ဂျပန်လိုအသုံးဝင်တာအသုံးကျတာအကျိုးရှိတာမျိုးကိုပြောချင်တယ်ဆိုလို့ရှိရင်တော့ဒီယခုနိတစုလေးကိုထည့်ပြီးတော့ပြောကြည့်နော်အဲ့တော့ခန်းကြီးလေးကတော့ယခုနိတစုဒါမျိုးလေးရေးပြီးတော့မှဖတ်တာလေးကတော့အနီလေးနဲ့ရေးပေးထားတဲ့ယခုနိတစုလို့ဖတ်ပါတယ်သူ့ကိုအတိတ်ဘယ်တွေကဘယ်လိုတွေဖွင့်လို့ရလဲဆိုရင်အသုံးဝင်တဲ့အကျိုးရှိတဲ့အထောက်အကူဖြစ်တဲ့အလုပ်ဖြစ်တဲ့အခါတွေအသုံးတဲ့တယ်ဆိုတဲ့အခါမျိုးတွေမှာဒီယခုနိတစုလေးကိုသုံးပြီးတော့ပြောလို့ရတယ်နော်ဒီယခုနိတစုဆိုတဲ့စာလုံးလေးကိုသုံးရတာအခြေအနေတွေရှိတယ်နော်ဘယ်လိုအခြေအနေတွေမှာသုံးလို့ရလဲဆိုရင်အရာဝတ္ထုတွေအသုံးတဲ့တယ်ဆိုတာမျိုးပြောချင်ရင်လည်းသုံးတယ်အတွေ့အကြုံဗဟုသုတတွေအသုံးတဲ့တယ်သုံးကြတယ်ကြိုးရှိတယ်ပြောချင်ရင်သုံးတယ်ပြီးရင်အတိတ်ကာလမှာအသုံးဝင်ခဲ့ပါတယ်ဆိုတဲ့အကြောင်းကိုပြောချင်ရင်လည်းဒီယခုနိတစုဆိုတာလေးကိုသုံးပြီးတော့ပြောလို့ရတယ်နော်ဒီခန်းကြီးကိုပေါ့နော်ယခုနိတစုဆိုပြီးခန်းကြီးလေးနှလုံးပါတယ်ဒီခန်းကြီးနှစ်ခုပြန်ခွဲကြည့်မယ်ဆိုရင်ယခုဆိုတဲ့တာဝန်အခန်းကဏ္ဍဆိုတာလေးတက်ပါတယ်လို့နောက်ခုသတ်စုဆိုတဲ့မတ်တက်ရက်တယ်ဆိုပြီးတော့မှခန်းကြီးလေးပါတယ်ဒီမတ်တက်ရက်တာကတော့ဒီနေရာမှာပေါ်လွင်တဲ့အလုပ်ဖြစ်တယ်ဆိုတာမျိုးကိုဆိုလိုချင်တာပေါ့နော်အဲ့တော့ဒီယခုနဲ့သတ်စုလေးကိုပေါင်းပြီးလိုက်တဲ့အခါကျရင်တော့ပြောချင်တာကကိုယ့်အတွက်အသုံးတဲ့နေရာမှာရှိတယ်အသုံးကျတဲ့အခြေအနေမှာရှိတယ်ဆိုပြီးမှပြောချင်တဲ့အဓိပ္ပာယ်လေးရလာပါတယ်ယခုနိတစုကစာလုံးတစ်လုံးတည်းဖြစ်ပေမဲ့ပေါ့သူ့ကိုစာကြောင်းတွေမှာသုံးချင်တယ်ဆိုလို့ရှိရင်တော့နာနီနိယခုနိတစုဆိုတဲ့ပုံစံလေးနဲ့သုံးပါတယ်သူ့ကိုစင်တူယုံမသတိပြုစရာလေးတစ်ခုရှိရဲဒါကြတော့ယခုနိတစုမဟုတ်ဘဲနဲ့ယခုနိတချီမဆိုပြီးတော့မှပြောတဲ့ခါကြီးလည်းရှိရဲအမျိုးကကြတော့မှဘယ်လိုမျိုးလဲဆိုရင်ရုံးသုံးနေပေါ့နော်ရုံးသုံးနေမှာပို့ပြီးမှရုံးသုံးဆန်အောင်ပို့ပြီးမှရင်ကြည်ကြည်လေးဖြစ်အောင်ဆိုပြီးမှသုံးရင်နော်အိုယခုနိတတဲ့ရူဆိုပြီးတော့မှပြောတဲ့အခါတွေလည်းရှိပါတယ်ဥပမာစာကြောင်းလေးအနေနဲ့ဆိုရင်အိုယခုနိတတဲ့ဥရရှိですအသုံးဝင်ခွင့်ရလို့ကျွန်တော်ကခမရအတွက်အကျိုးရှိတဲ့အတွက်ကျွန်မခမရကိုကူညီခွင့်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆိုပြီးမှပြောချင်တာပေါ့နော်ဒါလေးကလည်းနည်းလေးစင်တူရုံးမလေးဖြစ်တယ်ပေါ့နော်ဒါလေးကိုသုံးထားတိထားမယ်ဆိုလို့ရှိရင်ရုံသုံးမှာဆိုရင်လည်းဒီစာလုံးကိုဘယ်လိုပုံစံလေးပြောင်းပြီးတော့မှသုံးလို့ရတယ်ဆိုတာကိုသိနိုင်တယ်နော်အဲ့တော့နောက်ဆုံးအနေနဲ့စာကြောင်းလေးတွေမှာထည့်ပြီးတော့မှနိယခုနိတစုဆိုတာလေးသုံးပြီးတော့ပြောကြည့်မယ်စာကြောင်းလေး၃ကြောင်းရှိရဲပထမဆုံးစာကြောင်းကこの本は日本語の勉強にとても役に立ちますတော့အတိတ်ပဲလေးကဒီစာအုပ်ကဂျပန်စာလေ့လာနေတဲ့နေရာမှာတော်တော်လေးအသုံးဝင်ပါတယ်ဆိုပြီးတော့သုံးလို့ရတယ်နောက်တစ်ကြောင်းက日本での経験は将来役に立つと思いますတယ်နော်ဂျပန်မှာရခဲ့တဲ့အတွေ့အကြုံတွေကအနာဂတ်မှာအကျိုးရှိလိမ့်မယ်လို့ထင်ပါတယ်ဆိုပြီးတော့မှသုံးလို့ရတယ်နောက်တစ်ခုကあなたのアドバイスにあなたのアドバイスが役に立ちましたတဲ့နော်နင်ပေးတဲ့အဓိပ္ပာယ်လေးကရှင့်ရဲ့အကြံပေးချက်ကအထောက်အကူဖြစ်ခဲ့ပါတယ်အသုံးဝင်ခဲ့ပါတယ်ဆိုပြီးတော့မှဒါမျိုးစာကြောင်းလေးတွေမှာသုံးပြီးတော့ယခုနိတစုကိုသုံးလို့ရတယ်နော်はい皆さんのလည်းယခုနိတချီမဆိုတဲ့စာလုံးလေးကိုသုံးပြီးတော့မှပြောကြည့်ကြည့်အောင်နော်အဆုံးထိကြည့်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့မယ်နော်တတာ